Hello ဒီနေ့ကကြတော့မြန်မာပြည်ကနေတက်လာတဲ့တငယ်ချင်းကိုသွားကြိုမှာဖြစ်ပါတယ်မြန်မာပြည်ကနေထိုင်းအောင်တက်လာပေါ့နော်အဲ့တော့တငယ်ချင်းကိုသွားကြိုဖို့အတွက်ကပြင်ဆင်ပြီးသွားပြီပေါ့နော်မနက်စောကြီးတော့ပြင်ဆင်တာပါ Okay အဲ့တော့တူလိုက်ကြည့်ပေးကြပါဦးရှင်ကဲရင်ဦးဆုံးကတော့ပတ်စံအိတ်လေးလွှဲပါမယ်Okay ပတ်စံလေးလွှဲပြီးပြီဆိုရင်တော့ထွက်ပါရမယ်သွားပါမယ် Okay အပြင်ထွက်မယ်ထွက်ပြီးတော့လေးထုတ်လိုက်မယ်ပြီးရင်တော့ခတ်လိုက်ပါမယ်တော့ခတ်ပြီးပြီဆိုတော့တော့လေးပြန်ထည့်လိုက်မယ်ပြီးရင်ဖုန်းလေးထုတ်လိုက်ပါမယ်ဖုန်းထုတ်ပြီးတော့လူကူးမြင့်စီသွားပါမယ်ရှင်လူကူးမြင့်စီရောက်သွားပါပြီအဲ့တော့ရပါပြီထိုင်ဆောင်တဲ့နေရာကိုသွားပါမယ်ထိုင်ဆောင်တဲ့နေရာမှာတော့ထိုင်ရပြီးတော့ဖုန်းဆက်လိုက်တယ်ပေါ့နော်တက်စီသမားအချိန်စီးနေကြပါပဲအဲ့ဒီတက်စီကိုဖုန်းဆက်လိုက်ပါတယ်စောင့်နေပါတယ်ပြီးတော့ပြန်ထည့်လိုက်ပါတယ်ပြီးတော့ထိုင်ဆောင်နေတယ်နောက်ကြတော့တက်စီလာပါပြီကဲတက်စီလာပါပြီရှင် Okay တက်စီလာပြီပွန်တီးလိုက်တာလန့်သွားတယ်ပေါ့နော်နောက်ကြတော့မှမလေးလန့်လိုက်တာဆိုပြီးတော့တက်ပြင်ချလိုက်ပါတယ်ဟီအဲ့တော့သွားပါမယ်လေရင်ဝင်းကိုသွားပါမယ်2နိုင်လောက်3နိုင်လောက်တော့မှာပါပါတယ်ခေလေရင်ကွင်းစီတော့ရောက်ပါပြီOkay ဘာနဲ့တခါလွယ်ပြီဆိုတော့သွားလိုက်ပါမယ်ထဲဝင်ပြီးတော့ကဲတော့ထမင်းအထဲဝင်ပါထမင်းမစားလာရတာဖြစ်တဲ့အတွက်ကော်ဖီလေးတစ်ခွက်လောက်ဝယ်လိုက်ပါတယ်ကဲတော့ဆက်သွားပါမယ်ပြီးတော့သူစင်းလာပြီးတော့စင်းလာသေးလားဆိုပြီးကြည့်ရတဲ့နေရာမှာကြည့်လိုက်ပါတယ်ပြီးတော့ဆက်သွားပါတယ်ထဲဝင်လိုက်ပါတယ်သူ့ကိုကြိုတဲ့နေရာပေါ့နော်အဲ့ဒီနေရာထိသွားပါမယ်ခဲတော့သူလည်းပြီးဆိုရင်ချိန်လိုက်ပါOkay အဲ့တော့ passport လေးပြလိုက်တယ်ပေါ့နော်ကဲ passport ပြရမယ် passport ကိုကင်နာပါဟဲ့ဒီညမှာပဲနေလိုက်တော့ပေါ့နော်ဒီနားမှာပဲစောင့်ပါရမှာတငယ်ချင်းရလည်းထွက်လာပါပြီလေရင်ဆင်းပြီပေါ့နော်အဲ့ဒါကဆင်းလာပါတယ်ကဲအဲ့ဒါဒီမီလို့ပေါ့နော်စစ်ပါတယ် Okayထွက်လို့ရပြီပေါ့နော်သူပြောပါတယ်အဲ့ထွက်လာပါတယ်သူကတော့တငယ်ချင်းနဲ့တွေ့သွားပါပြီအဲ့တော့သူကလည်းသူ့ရဲ့ ticket နဲ့သူထွက်လာပါတယ်ထွက်လာပြီးတော့မတွေ့တာကြာတော့မလက်ဆွဲနှုတ်ဆက်တယ်ပေါ့နော်စကားလေးပါရင်နည်းနည်းလေးပြောလိုက်ပါတယ်သူကချင်းအိမ်မှာနေမှာမဟုတ်ပါဘူးသူကတိုက်ခတ်မှနေမှာပါသူကတခါတဲ့တိုက်ခန့်အတွက် booking လုပ်ပြီးထားပါအဲ့တိုက်ခန့်၄ရက်ဝယ်လက်ခံနိုင်ပေါ့နော်အဲ့ကြောင့်မို့လို့ပြီးရင်သူတိုက်ခန့်လိုက်ပို့ပါမယ်ခြေရလည်းမအားဘူးနော်ကြောင်တက်ရတာဖြစ်တဲ့အတွက်ကျဲလေသူ့ကိုနေရာဆုံးလည်းမပို့နိုင်ပါဘူးကဲတော့သူ့ကိုတိုက်ခန့်ပိုက်ရှင်နည်းနည်းပြောပေးလိုက်တယ်ပေါ့နော်နည်းနည်းပြောပေးလိုက်တယ်ချိန်ပဲ booking လုပ်ပေးထားဆိုလေသူကဒီခန်းမှာအိပ်ရမယ်လို့ပြောပါတယ်သူကဒီလိုက်ကပါတယ်နေရာမှာအိပ်ရပါမယ်လို့ပြောရပေါ့နော်ဒါကတော့အဆောင်လိုမျိုးပေါ့နော်အဆောင်လည်းဟုတ်တယ်တိုက်ခန်းလည်းဟုတ်တယ်ပေါ့နော်ဒါကြတော့ချိန်သူပေးထားလိုက်ပါတယ်
သူကဆန်းပြီးတော့အိတ်ကြည့်ပါတယ်ဒါအကြောင်းအပိုင်နဲ့ပေါ့နော်ကိုကကိုအပြင်ကနေလာနေလို့လည်းရတယ်ကျောင်းဆောင်ဖြစ်လည်းနေလို့ရတယ်ပေါ့နော်ကျောင်းအပိုင်တာပါကျောင်းကပဲလောက်ထားတာပါโอเคအဲ့တော့အဆောင်မှုပေါ့နော်လိုက်ပြပါတယ်ဟိုဒီပေါ့နော်နာရာဘီကောင်းပြီးပေါ့နော်အဲ့ဒါပဲပေါ့ကဲလိုက်ပြပါတယ်အများကြီးပဲပေါ့နော်ဟိုနေရာမှာဒါရှိရဒီနေရာမှာဒါရှိရပေါ့နော်သူတို့ဥစ္စာနည်းနည်းတော့တည်ပြလိုက်ပါတယ်ဟိုနာပြဒီနာပြဆက်ပြရေး separate ဒီအဆောင်လည်းတန်းရှင်းရှင်းထားရဲဆိုတဲ့ကြောင်းနဲ့တခြားအဆောင်ကလူတီတည်ရအားပေါ့နော်အဆောင်စီကံချက်တွေမြင်စီကံနေရတော့သူငယ်ချင်းပဲပြောပြပါမယ်ကဲဒါကတော့အိမ်သာလို့ပြောပေါ့နော်ပြီးတော့ထမင်းစားဆောင်ခေါ်ရပါတယ်ဒါဆိုရင်သူ12နိုင်ထိုးလို့ရှိရင်အစာကျွေးမှဖြစ်ပါတယ်ဒါကတော့အကုန်လုံးပြီးစီးပေါ့နော်ထိုင်းဘတ်ငွေ2000ပေးရပါတယ်ဒါအကုန်လုံးထမင်းကျွေးရပါတယ်ညာအကုန်ပါပေါ့နော်ဒီကားက900ဒီက900ပေါ့နော်အဆောင်အိတ်ခန်းက900အဲ့လိုမျိုးပေါ့နော်ဒီကမီကစားတော့တဲ့ဥစ္စာရအလုံးပေါင်း2000ပေါ့ကဲဒါသူတို့နေ့လည်စာကျွေးဖို့အတွက်ကပြင်ဆင်ထားပြီပေါ့နော်ကိုစားချင်တဲ့ထက်စားလို့ရတယ်ပေါ့နော်မနက်ပိုင်းကတော့သူတို့ကနေ့လည်စာညနေစာကျွေးဖို့ပေါ့နော်ညနေစာထပ်ကျွေးဖို့ပေါ့နော်โอเคအဲ့တော့အများကြီးပဲပေါ့နော်ပြီးတော့ပြရတယ်လိုက်ပြနေပါတယ်6နိုင်ဆိုသူတို့ညနေစာစားတော့ပေါ့နော်အဲ့ဒီအဆောင်ကပစ္စည်းလေးနဲ့လာပြပေးပါတယ်စာအုပ်လေးနဲ့လာမှတ်သွားပေါ့နော်ညနေစာဘာစားမှလဲပေါ့နော်လိုမျိုးအဲ့တော့တကယ်ကြောင့်နှုတ်ဆက်ပြီးတော့ပြန်มาတော့မယ်ညနေလည်းစောင်းနေပေါ့နော်ချဲရဲ့ဗီဒီယိုလေးဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ပါ